ဒေါ်ကြီးရွာလေးတီရွာလူသူကင်းမဲ့သောညနေချင်းကြီးရွာအနောက်ဘက်ကပျက်စီးနေတဲ့ရှီဟောင်းကျောင်းတော်ကြီးထဲမှာမီးရင်ကလေးရဲ့မင်းကြီးတဲ့အလင်းရောင်လေးလှူရှားနေပါတယ်အဲ့ဒီမီးရင်ကိုကြိုက်ထားသူကကြီးရွာသားလူငယ်တယောက်မောင်ဖုံး ဘိုးဘွားတွေပြောခဲ့တဲ့စကားကိုငါဘာကြောင့်လိုက်နာမိရတာလဲဒီဟောင်းလွန်းပျက်စီးနေတဲ့ကြောင်းကြီးတွေကကြောက်စာပြားကိုဘာကြောင့်ညချင်းလာရှာဖို့တာဝန်ယူမိရတာလဲဒါပေမဲ့ဇွာကဆရာတော်ကြီးရဲ့မာကြားချက်ကိုတော့ငါမငင်းပြန်ရနိုင်ခဲ့ဘူး ကဲကျောင်းဝင်းအတွင်းကိုတော့ရောက်ပြီဟာဒီမှာပဲဘုဒ္ဓရုပ်ပွားတော်ရှိကမြင်းကြီးမှာကွဲနေတဲ့ကြောက်ပြားဆရာတော်ပြောတဲ့ရှေးလက်ရေးစာတွေရေးထွင်းထားတယ်ဆိုတာဒီဟာပဲ ဟုတ်ပြီရတာဝါဘာသာပြန်ကြည့်အောင်ဤအောင်မြေတင်ကြိုင်းတွင်အိဆတ်သူကိုမနိုးရဘယ်သူလဲအတန်ကဖေကထွက်လာတာလေဒီမှာငါတယောက်ခဲမဟုတ်ဘူးလား မောင်ဖုံး မဖြစ်နိုင်တာဒီနေရာမှာငါတယောက်တည်းရှိနေတာပါငါနားချလွန်နေတာမဖြစ်မှာပါ မောင်ဖုံးငါကြောက်စာကိုပြန်ချပြခု မဟုတ်ဘေးမှာဘူးဒီမှာတယောက်ရှိနေတယ် ကျေစုဖြူဖြူထခဲ့ပါငါဘာမှမလုပ်ပါဘူး ငါထားခဲ့ပါမယ်ကြောက်စာကိုခုပဲပြန်ထားခဲ့ပါမယ် နောက်ကျသွားပြီတင်နိုးလိုက်ပြီတင်နိုးလိုက်မိပြီ မီးအိမ်အလင်းမိတ်သွားချိန်မောင်ဘုံဘာမြင်ခဲ့ရတယ်လဲဘာကိုကြည့်တွေ့ခဲ့ရတယ်လဲနောက်ဆက်တွဲဘာဖြစ်သွားခဲ့တယ်လဲနောက်တစ်ပိုင်းမှာဆက်လက်ကြည့်ရှုဖို့ like and follow လုပ်ထားကြပါအောင်နော်